ကြာပရိသတ်သမီးများဒါမှမဟုတ်လို့ရှင်နာမည်မှာပါတောက်တို့ဖောက်တို့ဘာကုန်းတို့ဘာလက်ချိုက်တို့မတို့ပါတဲ့လူတွေဆိုလို့ရှင်ဒီ9လပိုင်း17ရက်နေ့နှောင်းဝိုင်းစပြီးတော့ငွေကြေးကံကောင်းမယ်ကံတရားကိုမျက်နှာပေးမယ်ငွေပုံကြီးကိုဖင်ခုထံတော်တွေကိုချမ်းသာမယ်ထီလဲထိုးပြအောင်ထိုးပါထီသူကြီးနဲ့တိုးမယ်ထီသူကြီးနဲ့ကိုယ်နဲ့ထိုက်တယ်မယ်ရသရှိငွေရှိမယ်ဆိုလို့ရှိရင်ရသရှိငွေတွေရမယ်ရင်းနှီးမြုပ်နေတာတဲ့ကိစ္စရက်တွေရှိရမယ်ဆိုလို့ရှိရင်အဲ့ဒီကိစ္စရက်တွေကနေပြီးအများဆုံးဝင်ဝင်များများရမယ်ရသရှိငွေတွေရမယ်ငွေကြေးကံလုံးအင်မတန်မှကောင်းမွန်နေတဲ့အတွက်ကြောင့်မို့လို့ဒီချိန်ဒီကလာမှုမှာအရင်တော့မပြေလေတဲ့လူတွေဆိုလို့ရှိရင်ဒီချိန်ဒီကလာမှုမှာပြေလေပြီးတော့လက်ညှိုးတော်ဟာရှင်ဖြစ်မယ်လက်ညှိုးနှုတ်ညွှန်ဟာရှင်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီချိန်ဒီကလာမှုမှာအတုံးဖြုံးနေရမ်းများမယ်အဲ့ဒီအတုံးဖြုံးနေပဲရမ်းမလုံးနဲ့ကို့မှာရှိနေတဲ့ငွေတွေတည်မြဲစေဖို့အတွက်ငွေကြေးကနောက်လာတွေလည်းကောင်းမှုဖို့အတွက်ဆိုလို့ရှိရင်ရှိရဲ့ငွေကိုလည်းအလှူဒန်းလေးလုပ်ပေးကိုတက်နိုင်တဲ့ဘက်ကလှူဒန်းပေးဒါဆိုလို့ရှိရင်ဒီလထဲမှာလည်းပို့ပြီး23ဆငွေကြေးကကောင်းမယ်နောက်လာတွေမှာလည်းဒီကနေပြီးတော့တက်ကူပြီးတော့ငွေကြေးကကောင်းမယ်အဲ့တော့ကိုယ့်လက်ထဲမှာရှိတဲ့ငွေကိုအသုံးဖြုံးပြီးမလုပ်ပါနဲ့လူတယောက်ကလက်ထဲမှာငွေရှိလာပြီဆိုလို့ရှိရင်ပျက်စီးတဲ့လမ်းစာကိုခြေလန်းလှမ်းကြတယ်ဒါကြောင့်မို့လို့အသုံးနဲ့အဖြုံးနဲ့ကိုခွဲတာလိုအပ်တာတွေပဲဝယ်မလိုအပ်တာတွေပဲမဝယ်နဲ့ငွေကြေးကအလုံးအင်မတန်မှကောင်းမွန်နေတဲ့အတွက်ကြောင့်မို့လို့ဒီချိန်ဒီကလာမှုမှာကြာလေးတသမီးများဒါမှမဟုတ်လို့ရှိရင်နာမည်မှာပပါလူတွေအားလုံးငွေကြေးအတွက်ပူပင်စရာမလိုစိုးရိမ်စရာမလိုငွေကြေးကမကြခင်မှာကောင်းမွန်လာတော့မှာအတွက်ကြောင့်မို့လို့ငါငွေကြေးကကောင်းမွန်လာပြီငွေကြေးကအဆင်ပြေလာပြီငါချမ်းသာလာပြီငါထီပုတ်လာပြီငွေကြေးနဲ့ပတ်သက်ပြီးငါအပူပင်မရှိတော့ဘူးဆိုပြီးတော့ကြွေးကြော်လိုက်ပါမိမိကြွေးကြော်လိုက်တဲ့အတိုင်းပဲမကြခင်မှာဖြစ်ပေါ်လာတော့မှာပဲဖြစ်ပါတယ်ဗျအားလုံးပဲငွေကြေးကအားလုံးအဆက်ဆက်ရအဆင်ပြေကြပါစေဗျာ